သေးလားအဲ့ချိန်မှာသူကငါလို့သွားရမယ်နင်ဘယ်သူမှမပြောနဲ့တော့ပြောရပြောကြီးပြောတာနဲ့နင်တို့အကုန်လုံးသိမယ်တဲ့တီးတဲ့အချိန်ကတော့ဒီလိုပဲတီးသွားတော့နိုင်ရတီးတဲ့အချိန်ကအဲ့ဒီမှာသူတို့တအားလုံးနေတာသူတို့ကအထက်ရကြီးမိတာပါအပွားကိုလည်းမိတာဟုတ်လား ဟုတ်ကဲ့ဒီနေ့ကိုယ်ပဲပေါ့နော်ဒီနေ့ကိုယ်တွေရော ခွာရနေနေတာဟုတ်ကဲ့ စောင်းနေတာတွေ့လိုက်သူ့ရဲ့မိဘနဲ့သူ့ရဲ့အဖေနဲ့အန်တီနဲ့3ခွက်မောင်မ3ခွက်လောက်တော့ပါတယ်ဟုတ်လား3ခွက်လောက်တော့ဒီလိုပဲအိမ်ကိုဝင်ထွက်သွားလာတယ်တခါတလေမှပဲလာတယ်အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်လာရောက်တင်ဆက်ပေးမယ့်အကြောင်းရင်းလေးကတော့ပထွေးဖြစ်တဲ့သူရဲ့အတ္တမပြုခြင်းကိုခံလိုက်ရတဲ့ကလေးလေးနဲ့နောက်သတင်းတစ်ပုဒ်ကတော့ဆွေမျိုးသားချင်းတဲကအတ္တမပြုခြင်းကိုခံလိုက်ရတဲ့ဒီကလေးတယောက်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တင်မယ့်သတင်းကတော့နှစ်ပုဒ်ကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့နှစ်ပုဒ်စလုံးကတော့ဒါတန်ငင်ပရိမှုနဲ့သက်ဆိုင်တဲ့သတင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်မလို့သားသမီးတွေအတွက်ပေါ့နော်ဟိုကျူတင်ကာကွယ်လို့နိုင်အောင်ဒီသတင်းကိုကျွန်တော်တို့ကြည့်ပြီးလို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲသင်ခန်းစာလေးရရှိနိုင်အောင်ကျွန်တော်အဲ့ဒါကိုရည်ရွယ်ပြီးတော့တင်ဆက်ပေးခြင်းဖြစ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။ဒါကတော့ပထွေးဖြစ်တဲ့သူရဲ့အတ္တမပြုခြင်းကိုခံလိုက်ရတဲ့ကလေးပေါ့နော်။ပြောရပြောကြီးပြောတာနဲ့နင်တို့အကုန်လုံးသိမယ်တဲ့။ညတိုင်းလည်းအလောက်ကပြန်လာ10 နာရီလောက်ပြန်လာအိတ်ခမ်းတော့ဝင်ပြောသက်သက်တွေနန်းပြီးတော့အဲ့လိုမျိုးလှုပ်သွားတယ်နောက်တစ်ခါကျတော့လည်းအဲ့လိုမျိုးဟိုအားတော့4-5 ချိန်ရတော့အဲ့လိုမျိုးဆက်တိုက်လှုပ်သွားတယ်သမီးအဖေအရင်တယောက်လို့သမီးရဲ့ကျေးဇူးရှင်တယောက်လို့အမြဲအဲ့လိုမှထင်ခဲ့မိတာဒါပေမဲ့အဲ့လိုမဟုတ်ခဲ့ဘူးညဆိုလို့ရှိရင်လည်းသမီးအခန်းထဲဝင်လာပြီးတော့အဲ့လိုမျိုးလှုပ်တယ်အမကနေဝေးသမီးတို့ကိုညီပါမရဲ့တော်တော်မှရိုင်းနေနော်လူစိတ်မရှိကြတော့ဘူးကိုခင်လူကြီးရောက်မလဲဆိုတော့သမီးတို့မတွေးဘူးပါဘူးမရဲ့နင်တို့သားမိအခုလိုလုံမယ်ဆိုလို့ရှိရင်အခုလိုဟိုဟာဖြူမယ်ဆိုလို့ရှိရင်တဲ့လူတိရောက်လုံမယ်ဆိုလို့ရှိရင်တက်ပြစ်မယ်ပေါ့နော်တက်ပြစ်မယ်လို့ပဲချိန်တောက်ပါတယ်သမီးတို့လုံးဝနေလို့မဖြစ်တော့လို့အမခိုင်နေဝင်ကိုသမီးတို့လုံကြုံစိတ်ရှားတဲ့နေရာတစ်ခုလောက်သမီးတို့တောင်းဆွချင်လို့ပါမရဲ့ဖိုင်းခိုင်နေဝင်ကူညီမသမီးတို့ဘဝဖြစ်မှာမို့လို့ပါရှင်လို့မဖြစ်တော့လို့သမီးတို့ထွက်ပြေးလာပါရှင်ကျမအမျိုးသားသူ့ရဲ့ဘက်ထရီကသူ့ကိုလှုပ်ကြံလို့အားကြောင့်မလို့ကျမထွက်ပြေးလာပါရှင်အဲ့လိုမျိုးသူ့ကိုညတိုင်းလည်းအလောက်ကပြန်လာ10 နာရီလောက်ပြန်လာအိတ်ခမ်းတော့ဝင်ပြောသက်သက်တွေနန်းပြီးတော့အဲ့လိုမျိုးလှုပ်သွားတယ်နောက်တစ်ခါကျတော့လည်းအဲ့လိုမျိုးဟိုအားတော့4-5 ချိန်ရတော့အဲ့လိုမျိုးဆက်တိုက်လှုပ်သွားတယ်ပြန်မပြောနဲ့ပြောလို့ရှိရင်တာမိနှစ်ယောက်လုံးတက်ပစ်မယ်လို့ပြောပါတယ်နောက်ပြီးတော့ခါကျတော့လည်းအဲ့လိုမျိုးနောက်မနေ့ကအစောပိုင်းကျော်9 နာရီခွဲလောက်ကျော်သူ့အတင်းနဲ့လာအောင်အဲ့ရလာသိဆိုပြီးမိတဲ့ဘိတ်ဆိုရောပိတ်ခိုင်းပြီးပစ္စည်းလေးကိုအောက်ဆင်းခိုင်းပြီးသူ့အတင်းနဲ့ဖွေးဖက်ပြီးမရိုင်းနေနော်နေဆိုကြမြောသူရုံးကန်ပြီးထွက်ပြေးလာတော့လွတ်လာတော့ပါဟုတ်တယ်ရောက်တော့နင်းတောင်းနင်းမေကိုပြောကြည့်သူများကိုပြောရင်နင်တို့သားမင်းနေရလို့တပ်ပြမယ်လို့ပြောပါရကလေးကမပြောရဲလို့ဒါကတော့ဆွေမျိုးသားချင်းရဲ့အတ္တမပြုခြင်းကိုခံလိုက်ရတဲ့ကလေးငယ်ပေါ့နော်ဆက်ကြည့်ရအောင်နိုင်လောက်ပြန်လာတဲ့အချိန်ကျတော့မှကလေးကအဲ့ဒီအပေါင်းဝလေးမအေးကြံထိုးသွားတဲ့အချိန်သူ့မေကညနေပေါင်းမရှိလို့သူ့အကြတဲ့အဲ့ဒီမှာလို့သူစပင်းသွားပါတော့ကလေးကတယောက်တည်းကျန်နေတယ်အဲ့ဒီလိုမျိုးဖြစ်သွားတယ်တီးတဲ့အချိန်ကတော့လည်းပါတီးသွားတော့နိုင်ရတီးတဲ့အချိန်ကအဲ့ဒီမှာသူတို့တအားလုံးနေတာသူတို့ကအထက်ရကြီးမိတာပါအပွားကိုလည်းမိတာဟုတ်လားဟုတ်ကဲ့ဒီနေ့ကိုယ်ပဲပေါ့နော်ဒီနေ့ကိုယ်တွေရောခွာရနေနေတာဟုတ်ကဲ့စောင်းနေတာတွေ့လိုက်အဲ့ဒီမှာလူရသူတို့နှစ်ယောက်အလိုမျိုးမှဖြစ်လုံးနေတာကိုတွေ့တဲ့အချိန်မှာကိုကအာနဲ့တက်လာတဲ့လောက်သူနားလေးမှာဖြစ်နေတာသူကအာနဲ့ဟုတ်ကဲ့ဖျားနေဒီနားလေးမှာဖြစ်နေအားလည်းကိုဆွဲပြီးနေဘာလို့ကလည်းနေစော်ကားရဲဆိုပြီးကလေးကိုလည်းအမကဆွဲမှာပြီးတော့ဘောင်းကြီးပါရဲဆွဲတင်တဲ့အချိန်မှာအမကလေးကိုလည်းရိုက်တယ်သူ့ကိုလည်းရိုက်တယ်အဲ့ဒီအချိန်မှာသူကပြီးသွားတယ်ဟုတ်အဲ့ဒီမှာပန်းဝဲကြီးကဒီလိုမျိုးနဲ့လာကြတယ်လာတော့အဲ့ဒီမှာဖြစ်ပြီးသမီးကိုကြားတော့ဒါအော်တဲ့အတန်ကြားလိုက်လို့အနီတို့မဟုတ်ဘူးအလုတ်ပြီးလို့ပြန်လာတာအ
အသက်ကရောဘယ်လောက်ရှိလဲအိမ်သူက ဟို18-19လောက်ရှိ သူလည်းမကြည့်သေးပါဘူး ဟုတ်ကဲ့ နားလည်းပြောအန်ဒီကရိုးတော်တယ်ပြောတာအဲ့ သူ့ရဲ့မိဘနဲ့သူ့ရဲ့အဖေနဲ့အန်တီနဲ့က3ခွက်မောင်နှမ3ခွက်လောက်တော့ပါတယ် ဟုတ်လား ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုပဲအိမ်ဝင်ထွက်သွားလာတယ်တခါတလေမှပဲလာတယ် ပေါ်ဆမှုပေါ့ နေရမလားဆိုတော့အမျိုးတွေဆိုတော့ကိုကလည်းဒီလိုမျိုးမထင်ဘူးပေါ့ပြောကြရတော့2ကြိမ်နဲ့ပထမတစ်ကြိမ်တခါဖြစ်ပြီးသွားပြီတဲ့ နှစ်ချိန်တော့ ပထ နော် မတစ်ကြိမ်မှာတော့ဒီမှာမိုးရပေါ်မှာအိတ်နေကြတာဒီလိုမောင်နှမနှစ်ယောက်ဒီကလေးလေးနဲ့အိတ်နေတာသူ့မေကဟိုမှာညာဖြစ်တော့နားမှာညာဖြစ်ညာပဲကြီးညာဖြစ်လို့သွားနေတဲ့အချိန်မှာသူကတက်လာပြီးတော့အမတလူသူ့မေတမီးပြောပြလာဒီလေးတက်လာပြီးတော့တမီးကိုအချုံနဲ့ထား ဒါအချော ဒါ င်း နဲ့ နဲ့ ထော ထော က် က် တာ တာ ပေါ့ အနီအော်ရဲ့ပါကြီးနဲ့ဒါလည်းကူတက်တယ်အဲ့ဒါကိုမသိတဲ့အချိန်မှာဒီချင်းဖြစ်သွားတယ်ကိုသိတာ အဲ့ချိန်မှာသူ့ကိုသမီးကဘာတွေပြန်ပြောလဲ ဘာမှမပြော ဘာမှမပြောဘူးနော်ဟုတ် သမီးရဲ့ချိန်အန်ဒီတို့တည့်ရနေရဖြစ်တဲ့ဟာဟိုဒီနောက်ဆုံးတစ်ခါဖြစ်တဲ့ဟာကြတော့ညီမလေးဘလို့သူကအိမ်မောတက်လာတယ်အဲ့ဒီရောလေ တင်းကြီးပိုင်းကသမီးကဒီနားမှာအိမ်နေလဲသူကဒီကောင်းအဲ့လဲသမီးတို့ဘယ်လိုလဲဆိုပြီးတော့အဲ့ဒါကိုပြန်ခေါ် သမီးအဲ့ချိန်မှာအော်သေးလားဘလို့အော်ပြီလေရက်ွက်တွေကပြောတော့သမီးကဒါမလုပ်ပါနဲ့ပါနဲ့အဲ့လိုမျိုးအော်တယ်လို့ကြားတယ်အဲ့ဒါလေးသမီးပြောပြပေးပါ အမျိုးမလုံးနဲ့အမေထူလိုက်မယ်အဲ့လိုမျိုးလည်းပြောလဲပြောသူအော်နေရဆမ်းမနိုင်နဲ့တိုင်းတိုင်းကြီးနဲ့နေကိုဓာတ်နဲ့ထူတတ်တယ်နဲ့ ဟုတ်ဒါဆိုနှစ်ကြိမ်တိတိဖြစ်သွားတာပေါ့နော် အန်ဒီအမီလို့ ကဲဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒါဟာလက်တလောမှာဖြစ်ပွားနေတဲ့ပဋိမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာရောက်တင်ဆက်ပေးတာဖြစ်ပါတယ်ဒီဖြစ်ရက်ကိုကျွန်တော်တို့ကြည့်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့အိမ်မှာရှိနေတဲ့သမီးငယ်လေးတွေအတွက်သင်ခန်းစာယူပြီးတော့ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါပထွေးကိုယ်တိုင်ကမေယာပါသမီးကိုအတ္တမပြုကြည့်ဖို့ကြံစီတဲ့ဖြစ်ရက်တစ်ခုပေါ့လေနော်အဲ့ဒါကိုလည်းကျွန်တော်တို့သင်ခန်းစာယူပြီးလို့ရှိရင်လည်းနောက်အိမ်တော်ပြုမဲ့အမျိုးသမီးတွေပေါ့နော်အရွယ်ရောက်ပြီးသားသမီးလေးရှိနေတယ်ဆိုလို့ရှိရင်သမီးလေးရဲ့မျက်နှာကိုငဲ့ရတော့အားဖြင့်ပထွေးဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုပြောမလဲသူတို့နဲ့အတူတူမနေစေချင်ပါဘူးပေါ့နော်ကျွန်တော်အမြင်ကတော့ဘာလို့ဆိုတော့ပထွေးဆိုတာကကောင်းတဲ့ပထွေးတွေလေးရှိတယ်လို့မကောင်းတဲ့ပထွေးတွေလေးရှိတယ်ပေါ့နော်တကယ်လို့များအခုလိုပထွေးမျိုးကိုသမီးကကြုံတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့ဘဝကတော့တသက်စာပျက်စီးသွားမှာပေါ့နော်တကယ်လို့သူတို့ရဲ့အဖြစ်ကိုပတ်ဝန်းကျင်ကသိနေမယ်ဆိုလို့ရှိရင်လည်းသူတို့ကအရက်စကားပြောရမယ်ဆိုလို့ရှိရင်လူပုံမတိုးတော့ဘူးပေါ့နော်သူတို့မျက်နှာငယ်နဲ့နေရတော့မှာပေါ့ဒါဟာမိခင်ရဲ့နောက်အိမ်တောင်ပြုချင်တဲ့ဆန္ဒတစ်ခုနဲ့ကိုသမီးအခုလိုမျိုးရင်ဆိုင်ရမယ်ဖြစ်မျိုးကတော့ဘယ်တော့မှဖြစ်မခံစေချင်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီဖြစ်ရက်ကိုသင်ခန်းစာယူကြပါသမီးငယ်တွေရှိလို့ရှိရင်လည်းကိုသမီးကိုအမြဲတမ်းကာဗာလုပ်နိုင်အောင်စူးစမ်းကြပါမိခင်ကောင်းတယောက်အားကမိခင်တယောက်ဖြစ်နိုင်ဖို့လည်းစူးစမ်းကြပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဆွေမျိုးသားချင်းကနေပြီးတော့ဖြစ်ရက်တစ်ခုပေါ့နော်ဒီဖြစ်ရက်ဆိုရင်တော့ဒီကလေးငယ်အတွက်ကတော့တော်တော်လေးကိုလည်းစိတ်မကောင်းစွာပါပဲဘာဖြစ်လို့လဲဆိုတော့သူကနှစ်ကြိမ်တိတိကိုအာတမပြုကြည့်ခြင်းကိုခံလိုက်ရပါတယ်ဒါကြောင့်မလို့ဒီဖြစ်ရက်ကလည်းတော်လေးကိုမှကျွန်တော်တို့သင်ခန်းစာယူနေတယ်ပေါ့နော်ဘာလဲဆိုတော့အခုခေတ်လူတော်များများကတအားကိုပေါ်စားကြတယ်ဆွေမျိုးတွေပဲဆိုပြီးတော့လိုပြောမလဲအိမ်မှာလာဆော့တယ်လာကစားကြတယ်ပြီးတော့အဲ့ချင်းတို့တယောက်ပေါင်ပေါ်တယောက်ထိုင်အဲ့ပုံစံမျိုးတွေကကျွန်တော်တို့ခဏခဏတွေ့မြင်နေရပါတယ်မေးလိုက်လို့ရှိရင်အမျိုးတွေပေါ့ဆိုတော့ဒီကိစ္စရက်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘလောက်ပဲဆွေမျိုးတော်နေပါစေအရွယ်ရောက်ပြည်သားလူငယ်တွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးတွေကဘလို့မှကိုမနေသိတော့ဘူးမိဘကိုယ်တိုင်ကလည်းအဲ့လိုကလေးတွေနေလာလို့ရှိရင်လည်းသတိပေးရတော့မှာပေါ့နော်ဒါတွေကမလုပ်တဲ့တော့ဘူးမနေတဲ့တော့ဘူးပေါ့နော်အဲ့လိုမျိုးကလေးတွေတော်တော်များများကဆွေမျိုးသားချင်းဆိုပြီးတော့ကလေးတဘာဝပါဖြူစင်တော့ယုံကြည်ကြတော့တယောက်ကိုတယောက်ဒါပေမဲ့အခုလိုရုံမာတဲ့လူမျိုးနဲ့တွေ့တဲ့ခါကျတော့သူတို့ရဲ့ဖြူစင်ရိုးသားတဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့ပုံစံမျိုးနဲ့ကြုံတွေ့တဲ့အခါကျတော့သူတို့ဘောကအခုလိုမျိုးပဲဖြစ်ဆိုနဲ့ဂျုံရတတ်တာပေါ့နော်ဒါကြောင့်မို့လို့အခုလိုကိစ္စရက်မျိုးကိုလည်းကျွန်တော်တို့သင်ခန်းစာယူပြီးတော့ကိုတာသမီတွေကိုဘလောက်ပဲဆွေမျိုးသားချင်းတွေဖြစ်နေပါစေအရွယ်ရောက်ပြီးသားညီကိုမောင်နှမတွေဖြစ်နေပါစေပေါ့နော်တယောက်ပေါ်တယောက်ပေါင်ပေါ်တယောက်ထိုင်ပေါင်ပုတ်လိုက်ဒူးပုတ်လိုက်အဲ့ပုံစံမျိုးတွေကဘလို့မှလက်ခံလို့မရတဲ့ခေတ်ကာလဖြစ်သွားပြီပေါ့နော်ဆိုတော့ကလူရဲ့စိတ်ကဘယ်ချိန်မှာဘယ်လိုဖောက်လာမယ်ဆိုတာကိုမသိနိုင်ဘူးပေါ့လေအဲ့ဒါကြောင့်မလို့ဒါကိုကျွန်တော်တို့သင်ခန်းစာယူပြီးတော့သတိထားကြပါဒီကိစ္စရက်နဲ့ပတ်သက်ပြီးတော့ကိုနေတဲ့ရက်ကွက်မှာလည်းအခုလိုဖြစ်ရမျိုး
နဲ့ကြုံလာတဲ့ခါကျရင်လေတက်ရင်လက်ရင်နဲ့ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ခင်ဗျာနောက်တစ်ခုကတော့နော်ဒီပဒိမှုနဲ့ပတ်သက်ပြီးတော့ဖြစ်ရောက်တဲ့ပုံမှန်ကိုထုတ်စေခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ထားလိုက်ပါဗျာအခုဒီကိစ္စဆိုရင်တကယ်လို့ကာယကံရှင်ကတိုင်လိုက်တယ်တိုင်လိုက်တော့အဲ့ဒီတရားခံကထောင်ကျတော့ထားပါပေါ့နော်တော့သူကထောင်ကျသွားတယ်ဆိုပေမဲ့တသက်လုံးကျသွားတာမဟုတ်ဘူးတသက်လုံးမကျသွားတဲ့အတွက်ကြောင့်မလို့သူချိန်ချောက်ထားတဲ့ချိန်ချောက်တဲ့လောက်ရက်ကသူထောင်ကနေလွတ်လာလို့ရှိရင်ကာယကံရှင်ကဘလို့မှလည်းလုံခြုံမှုမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုတာကဒီလိုပြစ်မှုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့တက်တရုံးပေးလိုက်တာအကောင်းဆုံးပဲဘာလို့ဆိုတော့သူတို့ပြန်လွတ်လာတဲ့ခါကျရင်ကာယကံရှင်ကပို့ပြီးတော့စိုးရိမ်ရတဲ့အနေအထားဖြစ်တာမို့နော်ထောင်ကျဖူးတဲ့လူတယောက်ကနောက်တစ်ခါထောင်ထဲကိုပြန်ဝင်ဖို့ဆိုတာတော့သူတို့မကြောက်တော့ဘူးဒါကြောင့်မလို့သူတို့ကိုထောင်ထဲပို့တဲ့လူကိုအညှိုးထားပြီးတော့အဲ့ဒီမိသားစုကိုပြန်ပြီးတော့ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့တုံးတက်မှုကျွန်တော်ရဲ့အမြင်ကိုပြန်လည်ဝေဖန်တုံးတက်ပေးပါပြန်လည်တုံးတက်ပေးကြပါခင်ဗျာဒီဖြစ်ရတဲ့ပတ်သက်ပြီးသင်ခန်းစာယူပြီးတော့ကိုထင်တယ်လို့မြင်တယ်လို့ပေါ့နော်ဝင်ရောက်ဆွေးနွေးနိုင်ပါကြောင်းအသိပေးလိုပါတယ်ကဲနောက်ပြီးလူမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ bye bye